စုပန်verb to be အတိတ် verb to be ကတ္တကရိယာတွဲဆက်ပြီးတဲ့နောက်ပိုင်းမှာတရခါ verb to be ကတ္တနဲ့အနာဂတ်ကရိယာတွဲဆက်ပုံကိုတွားကြရအောင်အဲ့ဒီကိုမတွားခင်မှာဆောင်ပုဒ်လေးအရင်တွားကြရအောင်အနာဂတ်ဆောင်ပုဒ် I share we share နှစ်ခုပဲဂျမ where we go downပြန်ဆိုမယ် I share we share နှစ်ခုပဲဂျမ where we go down ဆိုလိုခြင်းအဓိပ္ပာယ်ကတော့ I နဲ့ we ဒီ share ပြီးနဲ့တွဲရပြီးတော့ I နဲ့ we မှာအပကြံတဲ့ကတ္တာတွေဘယ်ကတ္တာမျိုးမဆို where ပြီးနဲ့ပဲတွဲတုံးရမှာဖြစ်ပါတယ်ကဲတွဲကြည့်ရအောင်I ဒီဆောင်းပုတ်ထဲအတိုင်းပြောမယ်ဆိုရင် I shall be တခါလေကျတော့ I ကကြတော့ shall be နဲ့လည်းတွဲလို့ရတယ် will be နဲ့လည်းတွဲလို့ရပါတယ်အဲ့ဒါလိုမှတ်ထားလိုက်ပါနော် I ဒီ will be နဲ့လည်းတွဲလို့ရတယ် shall be နဲ့လည်းတွဲလို့ရတယ်သူကနှစ်ခုစလုံးတွဲလို့ရတယ်လို့မှတ်ပါကဲ we ကကြတော့သူကများတော့အဖြစ်သူက shall be ပဲတွဲလို့ရပါတယ်အဲ will be လို့တွဲလို့ရတယ်ဆိုပြီးဒီ we will be လို့အသုံးပြုတာမတွေ့တဲ့အတွက်ကြောင့် we shall be we ကတော့သူကချွန်းချက်လုံးဝကို shall be နဲ့ပဲတွဲတုံးရမှာဖြစ်ပါတယ် I ကတော့ shall be ပဲတုံး will be ပဲတုံးအဆင်ပြေပါတယ်ပေါ့နော်ဒီနောက်ပိုင်းကကြတော့ I ဆိုလို့ရှိရင် shall be နဲ့ will be ဒီနှစ်ခုမှာ will be နဲ့တွဲပြီးတော့အသုံးပြုရတာအများကြီးတွေ့ရပါတယ်ကဲအဲ့ဆိုရင်စိတ်ကြိုက်ပေါ့ဗျာနော် I shall be ဆိုတာလည်းမှန်ပါတယ် I will be ဆိုတာလည်းမှန်ပါတယ်အဲ့ဒီ I နဲ့ we မှာအပကြံတဲ့ဘယ်ကရိယာမဆိုဘယ်ကတ္တမဆို will be နဲ့အသုံးပြုရမယ်လို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ you ကလည်းပဲ will be နဲ့ပဲတွဲရမှာဖြစ်ပါတယ် you will be he ကလည်းပဲ will be ပါပဲဒီကလည်းပဲ will be ပါပဲ she will be they will be it will be ကဲရပြီနော်အဲဆိုလို့ရှိရင်တို့ဒီမှာအတိတ်ကတ္တနဲ့ကရိယာတွဲဆက်ပြီးတော့အတိတ်ပဲလေးကြည့်ကြအောင် I shall be I will be ကျွန်တော်ဒီဖြစ်လိမ့်မယ်ရှိလိမ့်မယ် we shall be ကျွန်တော်တို့ဒီဖြစ်လိမ့်မယ်ရှိလိမ့်မယ် you will be တင်းဒီဖြစ်လိမ့်မယ်ရှိလိမ့်မယ် you will be တင်းတို့ဒီဖြစ်လိမ့်မယ်ရှိလိမ့်မယ် he will be သူဒီဖြစ်လိမ့်မယ်ရှိလိမ့်မယ်they will be သူတို့ဒီဖြစ်လိမ့်မယ်ရှိလိမ့်မယ် she will be သူမဒီဖြစ်လိမ့်မယ်ရှိလိမ့်မယ် they will be သူမတို့ဒီရှိလိမ့်မယ်ဖြစ်လိမ့်မယ် it will be သူဟာဒီဖြစ်လိမ့်မယ်ရှိလိမ့်မယ်ကဲမြန်မာဘာသာပြန်မပါပဲအင်္ဂလိပ်တက်ပဲတို့ဖတ်ကြည့်အောင် I shall be I will be we shall be you will be you will be he will be they will be she will be they will be it will be ဒါကတော့ verb to be အနာဂတ်ကတ္တကရိယာတွဲဆက်တဲ့ပုံစံပဲဖြစ်ပါတယ်